အဲ့ဘာလဲအဲ့ကောင်ကဒီကသူ့ကိုချောလိုက်ပြန်သူ့ကသူ့ကိုအင်းနဲ့စောင့်လာတောင်းရှိပြီးလို့တောင်းရှိဒီတောင်းရှိဟာရီယာကလေးလေးချောလို့ တပြေးပြေးနဲ့မြေကြီးတဲ့ဝင်သွားအောင်ပဲအရင်ငယ်ချင်းနေတာကလေးလေးချောလို့ဘယ်ကောင်မလေးလိုက်လာလို့အာရှိဘောက်ကလာကြပြောတယ်သူဝင်နေတူးနေဟုတ်ဝင်တွေးမှုတဲ့အပြိုကြီးဟိုမှာမပြောတော့ဘလို့ရုံးထုံးမဲ့အပြိုကြီးအေးကြီးနေအချင်းမရှိရင်နေကျွန်တော်ပွဲကိုလာကြည့်တဲ့အပြိုကြီးอ่ะကြီးစားမထားလို့နေဟုတ်တယ်ဒါပေမဲ့ပွဲမကြည့်ရရင်တော့မနေနိုင်ဘူးအဲ့လိုပွဲမကြည့်ရလို့မနေနိုင်ဘူးပြန်သွားအဲ့ဒါလေးတွေ့တော့ကျွန်တော်ဆရာအီတောင်ကိုရှာတချင်းလေးကြီးอ่ะဒီလိုလေးကအဆမ်းတို့ဒီလက်စနာနောက်ကိုလည်းကဒီလက်စနာချင်းရွှေဖို့လိုက်ကျမကြီးဆောင်းလာတဲ့အားရနဲ့လက်ကွာအေးဒါကြောင့်အောင်လို့ဇာတ်ကောင်ကမင်းသားတွေလို့ကျွန်တော်အမှုသမားတွေလာရောက်နေတယ်တော်ပြီငါပြုတ်ပေါ်မှာသွားရည်